္ဂလာပါဒီတစ်ပတ်တော့ ready မျိုးလေးစီကို2ညအိတ်3ရက်ခရီးတိုလေးတစ်ခုသွားဖြစ်ခဲ့ပါတယ် ready ကတောင်ကြားထဲမှာရှိတဲ့မြို့လေးဖြစ်ပြီးတော့ San Francisco ကနေဆိုရင်ကားနဲ့3နာရီခွဲလောက်သွားရပါတယ်ကလေးတွေနဲ့မိသားစုတူတူခရီးထွက်ရတာမို့အေးအေးဆေးဆေးနဲ့လွတ်လွတ်လပ်လပ်နေလို့ရအောင် Airbnb မှာပဲတဲဖြစ်ပါတယ်ဒါကြောင့်ကျမတို့တဲခဲ့တဲ့ ready က Airbnb အိမ်လေးစီကိုအလဲခေါ်သွားမယ်နော်ရောက်ပြီဆိုရင်အိမ်ရှိမှာကားရက်ပြီးတော့ဘေးကလမ်းလေးတိုင်းလျှောက်သွားရင်အိမ်ထဲကိုဝင်တဲ့တကားစီကိုရောက်ပါတယ်အိမ်ထဲကိုဝင်ချင်းမှာပဲအထဲမှာပြင်ဆင်ထားတာကိုကြည့်ပြီးတော့လာတဲတဲ့ဧည့်သည်ကိုနွေ့နွေ့ထွေးထွေးကြိုတယ်လို့ခံစားရစီပါတယ်ဒီအိမ်ကအိမ်ခန်း3ခန်းပါပြီးတော့ရေချိုးခန်းအိမ်သားက2ခုပါပါတယ်4ယောက်ကနေ6ယောက်အထိကောင်းကောင်းနေလို့ရပါတယ်ကဲဒါဆိုရင်အိမ်ထဲမှာဘယ်လိုပြင်ဆင်ထားလဲဆိုတာကျမနဲ့အတူလိုက်ကြည့်ကြည့်ရအောင်နော်အိမ်ထဲကိုဝင်လာလိုက်ရင်ဘဲဘဲချမ်းကအေကန်းဖြစ်ပြီးတော့ညာဘဲချမ်းကတော့ထမင်းစားခန်းနဲ့မီးဖိုကြောင်ပါAirbnb မှာအိုးခွက်ပကံတွေပါပြီးသားဖြစ်ပေမဲ့အင်ရှင်ပေါ်မူတည်ပြီးတော့ပေးထားတဲ့မီးဖို့ကြောင်ပစ္စည်းတွေလည်းအနည်းအများဆိုသလိုကွာပါတယ်။ကျမကတော့ဆန်နဲ့ထမင်းအိုးအပြင်တခြားကိုလိုအပ်တာတွေကိုအိမ်ကနေပြီးတော့ယူလာခဲ့ပါတယ်။မနက်စာနေ့လယ်စာညစာတွေကိုလည်းရက်အလိုက်ပြင်ဆင်ပြီးယူလာခဲ့တာမို့လို့ Airbnb ရောက်တာနဲ့ရေခဲတတာတွေကိုထည့်ပြီးတော့သိမ်းပါတယ်။ Airbnb အိမ်မှာတော့စီသက်ပြီးဟင်းမချက်ပါဘူး။ချက်ရင်လည်းအနက်မပြေးတဲ့အစားအစာတွေကိုပဲချက်ပါတယ်အိမ်အတွင်းပိုင်းကိုကြည့်ပြီးပြီဆိုတော့အခုတခါအိမ်နောက်ဘက်ကိုထွက်ကြည့်ရအောင်နော်တအိမ်လုံးမှာကျမကြိုက်ဆုံးနေရာကဒီနေရာလေးပါပဲဘာဖြစ်လို့လဲဆိုတော့မနေ့မိုးလင်းလာရင်ငှက်တန်လေးတွေနားထောင်ပြီးတော့မြက်ခင်းပေါ်မှာဖက်နှက်မပါပဲနဲ့အေးအေးဆေးဆေးလမ်းလျှောက်ရတာကိုသဘောကျလို့ပါ
အိမ်နဲ့ခြံဝင်းလေးကတသက်ရဲရဲနဲ့ပတ်ဝန်းကျင်ကလည်းတိတ်တိတ်ဆိတ်ဆိတ်တသားရရဆိုတော့ဒီအိမ်မှာတဲတဲ့နှစ်ရက်ကကျမတို့အတွက်တော့စိတ်ရောကိုယ်ပါပျော်ရွှင်ခဲ့ရပါတယ်။တဲဘူးသမျှ Airbnb ထဲမှာတော့ဒီအိမ်လေးကိုတော်တော်လေးသဘောကျပါတယ်။ Airbnb မှာတဲတာကဟိုတယ်မှာတဲတာတဲ့တော့ဈေးပိုကြီးပေမဲ့ဒီမှာကကိုယ်စိတ်ကြိုက်ချက်စားလို့ရတာဆိုတော့အပြင်မှာဝယ်စားမယ်ဆိုရင်ဒီထဲမှာကပို့ကုန်ပါတယ်။ကျမရဲ့ Airbnb တိုးလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အခုဗီဒီယိုလေးကိုလည်းကြိုက်နေတဲ့ကြလိမ့်မယ်လို့ထင်ပါတယ်။နောက်လည်းအခုလိုစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေကိုမျှဝေပေးမှဖြစ်လို့ကျမရဲ့ YouTube Channel လေးကို Subscribe လုပ်ထားဖို့နဲ့သိချင်တာမေးချင်တာရှိရင်လည်း comment မှာချန်ထားခဲ့ပါနော်။ဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင် Like and Share လုပ်ပေးဖို့လည်းတောင်းဆိုပါတယ်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်။ Bye bye